ကလေးအများစုမှားတတ်ကြတာကဘာလဲဆိုအားလုံးပဲမင်္ဂလာပါတီချယ်တင်ပါတီချယ်ရဲ့ဒီနေ့မှာတော့ grade 5သင်ကြားခရိုင်စစ်စာမှုဘွဲ့အတွက်နော်မေးလို့ကောင်းတဲ့ပုံစံလေးတစ်ပုဒ်ကိုတီချယ်ရှင်းပြပေးပါမယ်တီချယ်ရဲ့ဗီဒီယိုလေးကိုတွေ့လို့ရှိရင်တီချယ်နဲ့တူတူလိုက်ပြီးတော့မှတွက်ပြီးတော့လေ့ကျင့်ကြည့်အောင်နော်အဲ့တော့ဒီပုံစံလေးကချယ်တို့ grade 5သင်ကြားဖတ်စာအုပ်ရဲ့အခန်း18ပြန်လည်လေ့ကျင့်ခန်း၄စာမျက်နှာ185ကနံပါတ်12ဖြစ်ပါတယ်လူတွေပြောများကြတာကတော့ဒီနွားနုပုံစံလို့ပြောကြတာပေါ့နော်အဲ့တော့တီချယ်တို့အရင်ဆုံးပုံစံလေးကိုအရင်ဖတ်ကြည့်မယ်ထွန်းထွန်းတီ1.8လီတာရှိသောနွားနုဤ6ပုံ2ပုံကိုတောက်လိုက်သည်နွားနုလီတာမြညကြံမြည်နီအဲ့တော့ဒီပုံစံလေးကသူမြုပ်ထားတဲ့အကွက်ကလေးရှိရပါတော့အဲ့ဒါလေးကိုဖော်နိုင်လို့ရှိရင်เนาะတီချယ်တို့လွယ်လွယ်ကူကူနဲ့တွက်နိုင်မှာဖြစ်ပါတယ်များသောအားဖြင့်ကmiss လေးလေကြရပါတော့အဲ့ဒါလေးကဘာလေးလဲဆိုတော့တီချယ်တွက်ရင်လည်းပြပြပေးသွားပါမယ်ရှင်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တီချယ်တို့တွေကပုံစံလေးကိုဖတ်လိုက်တော့အဲ့ပုံစံထဲမှာပေးထားချက်လေးတွေက1.8လီတာပြီးတော့6ပုံ2ပုံပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကိုတီချယ်တို့ပေးချက်လေးအရင်ထားရေးစားရအောင်1.8လီတာကိုတို့တွေစားဘလို့ရေးနေရှင်ဟုတ်ပါတယ်နော်ရှိတော့နွားနို့ပါအဲ့တော့ပေးချက်ရေးလိုက်ပါပြီရှိတော့နွားနို့1.8လီတာโอเคကဲဒါဆိုလို့ရှိရင်သူကတောက်လိုက်တဲ့နွားနို့ကဘယ်လောက်လဲဟဲ့6ပုံ2ပုံဟုတ်ပြီအဲ့ဒီမှာဘာဖြစ်တဲ့6ပုံ2ပုံလဲဆိုရင်ရှိသောနွားနို့ရဲ့6ပုံ2ပုံအဲ့ဆိုလို့ရှိရင်ဒီချေတို့တောက်လိုက်သောနွားနို့ကိုလို့ချက်မှာပေးထားပါတယ်အဲ့တော့တောက်လိုက်တော့နွားနို့အဲ့တော့တောက်လိုက်တော့နွားနို့နေရာမှာကလေးအများစုမှားတတ်ကြတာကဘာလဲဆိုဒီကျဲ6ပုံ2ပုံပဲလေဆိုလို့ရှိရင်ဒီကျဲတို့ဒီပုံစံဆက်တွက်လို့မရတော့ပါဘူးမှားသွားပါတယ်6ပုံ2ပုံဆိုတာကဒီကျဲတို့6ပိုင်း2ပိုင်းအဲ့တော့ဒီနားမှာနေဒီကျဲတို့ကလုံးဝဆက်တွက်လို့မရတော့ဘူးအဲ့တော့6ပိုင်း2ပိုင်းဆိုတာကဒီတိုင်းရိုးရိုး6ပိုင်း2ပိုင်းဆိုတာကဒီကျဲတို့ကဘယ်ပုံမှာခြေခံလဲဆို1ပုံမှာခြေခံထားရတယ်လေ1ကိုညီမျှအပိုင်း6ပိုင်းပိုင်းပြီးတော့မှ2ပိုင်းကိုတောက်လိုက်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့သူတောက်လိုက်တဲ့နွားနို့ကရှိတဲ့နွားနို့ရဲ့6ပုံ2ပုံအဲ့ဒါဆိုလို့ရှိရင်ရှိတဲ့နွားနို့ကဘယ်လောက်လဲဆိုတော့1.8လီတာဒါဆိုလို့ရှိရင်သူတောက်လိုက်တဲ့နွားနို့က1.8လီတာရဲ့လီတာဤ6ပုံ2ပုံပေါ့ဒါလေးကသူဖမ်းထားတဲ့ point လေးပေါ့နော်ဒီပုံစံလေးရဲ့ key point လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်1.8လီတာဤ6ပုံ2ပုံဆိုတော့1.8အမြောက်6ပုံ2ပုံဆိုတော့6ပိုင်း2ပိုင်းပေါ့ကဲဒါဆိုလို့ရှိရင်တို့တမလို့ဒီနေရာမှာမင်းတို့ကဒသမကိန်းကိုအပိုင်းကြီးပြောင်းပြီးတွက်လဲရတယ်အပိုင်းကြီးကိုဒသမကိန်းပြောင်းပြီးတော့တွက်လဲရပါတယ်ဒီချက်ကတော့ဒသမကိန်းကိုအပိုင်းကြီးပြောင်းပြီးတော့မှတွက်ကြည့်မယ်နော်အဲ့တော့1.8ကိုအပိုင်းကြီးပြောင်းလိုက်တော့ဒသမရဲ့အနောက်မှာကဏ္ဍတနေရာကဏ္ဍတစ်လုံးမလို့ပိုင်းကြီး30အပေါ်မှာက18ပေါ့အမြောက်9ပိုင်း2ပိုင်းဒါဆိုလို့ရှိရင်အပိုင်းကြီး2ခုမြောက်ချင်းဖြစ်ပါပြီအပိုင်းကြီး2ခုမြောက်တဲ့အခါမှာပိုင်းဝေချင်းချင်းမြောက်ပိုင်းကြီးချင်းချင်းမြောက်ပါမယ်အဲ့ဒီခါကျမှအရှင်းဆုံးပုံစံတူတွေလောက်ကြရအောင်ပါအရှင်းဆုံးပုံစံလောက်တော့6တက်လီ9နှစ်လီ18โอเคပြီးတော့ရင်2တက်လီ2 5လီ30ဒီနေရာလေးမှာကိန်းရှင်းတာတော့ကိုကျွမ်းကျင်တယ်လို့ရှင်းလို့ရပါတယ်ပြီးတော့လို့ရှိရင်ပိုင်းကြီးက9နဲ့1နဲ့ဆိုတော့9တက်လီ9ပိုင်းဝေလေးက2နဲ့1နဲ့ဆိုတော့2တက်လီ2ဒါဆိုရင်သူတောက်လိုက်တဲ့ထွန်းတောက်လိုက်တဲ့နွားနို့က9ပိုင်း2ပိုင်းလီတာဖြစ်ပါတယ်ရှင်အဲ့တော့1.8လီတာရဲ့6ပုံ2ပုံကိုတောက်လိုက်တယ်အဲ့ဒီ1.8လီတာရဲ့6ပုံ2ပုံက9ပိုင်း2ပိုင်းလီတာပေါ့ဒါဆိုလို့ရှိရင်သူ့ရဲ့မေးချက်လေးကိုသွားလို့ရပါပြီနွားနို့လီတာညီမျှကြံတန်နိတို့တမလို့ရေသူကဗာမေးထားလဲဆိုတော့ကြံညိနွားနို့ကိုမေးထားပါတယ်နော်โอเคဒါဆိုလို့ရှိရင်ကြံညိနွားနို့အညီ question marks ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်တို့တွေတွက်လို့ရပါပြီအဲ့တော့ဆုံးဖြတ်ချက်ချပြီကြံညိနွားနို့အဲ့တော့ကြံညိနွားနို့ကိုလိုချင်လို့ရှိရင်တို့တွေကဘယ်လိုရှာကြမလဲဟုတ်ပါတယ်ရှိတဲ့နွားနို့တွေကတောက်တဲ့နွားနို့ကိုဘာလုပ်လိုက်ရင်နှုတ်လိုက်လို့ရှိရင်ကြံညိနွားနို့ကိုရမှာပေါ့ဒါဆိုရင်ရှိတဲ့နွားနို့က1.8လီတာတို့တွေတောက်လိုက်တာက9ပိုင်း2ပိုင်းအဲ့တော့1.8ထဲကနေဒီကျေတို့9ပိုင်း2ပိုင်းကိုနှုတ်ရမှာပေါ့ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်တို့တွေရလာမှာကဘယ်လောက်ရလာမှာလဲဆိုရင်လီတာနဲ့ပဲရလာပါမယ်ရှင်ကဲဒီနေရာမှာလဲဒီကျေတို့ကဒသမကိန်းကိုအပိုင်းကြီးပြောင်းပြီးတော့မှတွက်လဲရတယ်လို့အပိုင်းကြီးကိုဒသမကိန်းပြောင်းပြီးတော့တွက်လဲရပါတယ်ဒီခြေကဒသမကိန်းကိုအပိုင်းကြီးပြောင်းပြီးတွက်ပါမယ်အဲ့တော့ဒီခြေတို့10ပိုင်း18ပိုင်းဖြစ်သွားတယ်လေအနှုတ်ဒီဘက်က9ပိုင်း2ပိုင်းပေါ့
အပိုင်းကိန်းအပေါင်းအနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့တို့တွေပိုင်းခြေညှိပြီးတော့မှနှုတ်ကြရအောင်ပိုင်းခြေဘယ်လောက်ဖြစ်အောင်ညှိမလဲ30ဖြစ်အောင်ညှိမယ်ဆိုတော့အရှိကပြောင်းစရာမလိုတော့ပါဘူးရှင်10ပိုင်း18ပိုင်းအဲ့တော့9ပိုင်း2ပိုင်းကိုပိုင်းခြေညှိမယ်အဲ့တော့ပိုင်းခြေ30ဖြစ်အောင်လုပ်မယ်ဆိုတော့2နဲ့မြောက်မယ်အောက်ကို2နဲ့မြောက်အပေါ်ကိုလည်း2နဲ့မြောက်ပါပြီဒါဆိုလို့ရှိရင်ဒီချေတို့10ပိုင်း18ပိုင်းမို့အနှုတ်ဒီဘက်ကကြတော့10ပိုင်း4ပိုင်းရပါတယ်ရှင်အဲ့တော့10ပိုင်း18ပိုင်းတွေက10ပိုင်း4ပိုင်းအောင်နှုတ်လိုက်တော့ဒါတို့သမလို့ဘယ်လောက်ရမလဲ10ပိုင်းဟုတ်ပါတယ်14ပိုင်းရပါတယ်အဲ့တော့ပိုင်းဝေကကြီးနေတဲ့အတွက်ကြောင့်မလို့ဒီချေတို့ဘာလုပ်မလဲကိန်းရောဖြစ်အောင်လို့စားလိုက်ပါမယ်စားလိုက်တော့30တက်လိ30ပေါ့ပိုင်းကြီးက30အပေါ်မှာက4ကျန်တယ်လေဒါလေးကိုအရှင်းဆုံးပုံနဲ့ပြောင်းလိုက်ကြရအောင်4နှစ်နဲ့4 2 5 4 30ဒါကြောင့်မလို့ဒီချေတို့ရဲ့အဖြေက1 5ပိုင်း2ပိုင်းခေတ္တဆိုလို့ရှိရင်ကျန်မိနော်တို့က1 5ပိုင်း2ပိုင်းလီတာပေါ့ခေတ္တလေးကိုအဖြေထိုးကြရအောင်ပါသဝေထုဘာတော့ရေးဖြေအဖြေကျန်မိနွားတို့အညီ1 5ပိုင်း2ပိုင်းလီတာဒီချက်ကြီးဒီနေရာမှာဒသမကိန်းနဲ့ရောအဖြေထိုးလို့မရဘူးလားရပါတယ်ကဲဒါဆိုလို့ရှိရင်1 5ပိုင်း2ပိုင်းလီတာမရောက်ခင်မှာဒီ14ပိုင်း10ပိုင်း14ပိုင်းတော့ဒီချက်စားကြည့်မယ်နော်အဲ့တော့10ပိုင်း14ပိုင်းအောင်စားလိုက်တော့ပိုင်းဝေက30အထဲမှာပိုင်းကြီး30ကဒီဘက်မှာပေါ့နော်စားကိန်းလေးပေါ့အဲ့တော့30တက်လီ30နှုတ်လိုက်တော့4ဒသမထိုးရဲ3ညဆွဲချပါတယ်အဲ့တော့35လီဟုတ်လားမဟုတ်ပါဘူး14လီပေါ့နော်အဲ့တော့14လီ40ပါရှင်နှုတ်လိုက်တော့3ညပါနော်ဟုတ်ပါပြီကဲဒါဆိုလို့ရှိရင်တို့ရဲ့အဖြေဘယ်လောက်ရပါသလဲ1.4လီတာနဲ့လေဒီချေတို့အဖြေထုတ်လို့ရပါတယ်ရှင်ရမယ်နော်အဲ့တော့ကိုကြိုက်တဲ့အတိုင်းလေးအဖြေထုတ်လို့ရပါတယ်1 5ပိုင်း2ပိုင်းလီတာနဲ့လည်းထုတ်လို့ရတယ်လို့1.4လီတာနဲ့လည်းထုတ်လို့ရပါတယ်ရှင်နားလည်ပါပြီလားဟုတ်ပါပြီကဲဒါဆိုလို့ရှိရင်တော့ဒါတို့သမတို့ဒီပုံစံလေးကလွယ်ပါတယ်ဒါပေမဲ့ဒီချေတို့ဒီပုံစံလေးထဲမှာဒီခွက်ထားတဲ့ key point လေးရှိရပါတော့เนาะဒါလေးကိုသာဖော်ထုတ်နိုင်လို့ရှိရင်လွယ်လွယ်ကူကူနဲ့တွက်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်